အားလုံးပဲမင်္ဂလာပါရှင်။ရုံးကတော့ယခုလက်ရှိဂျပန်နိုင်ငံမှာ Site Engineer အနေနဲ့ Full Time အလုပ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ဒီ channel လေးကနေတဆင့်ရုံးရဲ့နေ့စဉ် Daily Life ဘာတွေကိုလေ့လာနေတယ်ဆိုတာနဲ့အလုပ်အတွေ့အကြုံလေးတွေကိုလည်း sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်။ Site Engineer အနေနဲ့ကတော့ဂျပန်မှာဆိုရင် site ကိုလည်းနေ့စဉ်စစ်ဆေးရတယ်လို့ site ထဲကဒီလိုအပ်တဲ့ drawing တွေကိုလည်းပြင်ဆင်ပေးရပါတယ်။ပြီးတော့ပုံမှန်နေ့စဉ်အသုံးနှုန်းပေါ့နော်။ရုံးကအခုလက်ရှိဂျပန်မှာဆိုတော့ဂျပန်ရဲ့နေ့စဉ်အသုံးနှုန်းနဲ့မတူတဲ့ site ရဲ့ technical words တွေဒီမှာတော့ဂမ်းဘရောခေါ်ပေါ့နော်။အဲ့ technical words တွေနဲ့ယခုလက်ရှိမှာဘင်အပိုင်းကိုလည်းဆက်လက်လေ့လာနေပါတယ်။တေချာပေါတော့ကိုယ့်ရဲ့နိုင်ငံမဟုတ်တဲ့အတွက်အလုံးမှာလည်းအခက်အခဲတွေအမျိုးမျိုးတော့ကြုံရတာတော့ရှိပါတယ်ဒါပေမဲ့လည်းအခက်အခဲတွေကိုကျော်လွှားရင်းနဲ့ဖြည်းဖြည်းချင်းစီတိုးတက်အောင်လို့ကြိုးစားနေပါတယ်ရှင် construction site ထဲကလုပ်ငန်းခွင်အကြောင်းကိုလည်းနေ့စဉ်တင်ပြသွားမှာမို့လို့စိတ်ဝင်စားတယ်ဆိုရင် follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်ရှင်ကျေးဇူးပါ